ပြန်လည်မွေးဖွားလာပြီးနောက်မှာတော့လူစီဟာလက်ထက်စာချုပ်ချုပ်မဲ့ကိစ္စကိုတမင်တက်တက်အချိန်ဆွဲနေခဲ့ပါတယ်။သူမရဲ့စစ်ဆက်ထားသူကိုတရားရုံးမှာထားရစ်ခဲ့တယ်။ဘာလို့လဲဆိုတော့အရင်ဘဝတုန်းကသူမကိုဝင်ရှိနေပြီဆိုတာစက်တည်သွားပြီးနောက်မှာအန်နာနဲ့အတူအနှစ်20လောက်ပျောက်ကွယ်သွားခဲ့လို့ပါပဲ။လူစီစေးုံကရင်ပေါ်မှာတေလူမျောပါဖြစ်နေတဲ့အချိန်ရောက်မှသာကြက်ပေါ်လာခဲ့တယ်။သူကအန်နာရဲ့ပုံတူပကြီးကားလေးကိုကင်ထားရင်းကိုမင်းနဲ့နောက်ကျမှလက်ထပ်ခဲ့မယ်ဆိုရင်အဲ့ဒီတုန်းကအခြေအနေတွေပြောင်းလဲသွားအားနိုင်မလားလို့တွတ်ရေရွတ်နေခဲ့တယ်။လူစီတယောက်သူမပြန်လည်မွေးဖွားလာမှန်းသိလိုက်ရချိန်မှာတော့ဂျက်ကလက်ထက်စာချုပ်ချုပ်ဖို့သူမကိုစောင့်နေခဲ့ပါတယ်။ဒါပေမဲ့လုပ်ဖော်ကိုင်ဘက်တယောက်စီပစ္စည်းသွားပေးစရာရှိတယ်လို့လိန်ပြောပြီးဂျက်ကိုတရားရုံးမှာစောင့်နေဖို့ပြောခဲ့တယ်။တောင်တက်လန်းအကွေ့မှာပျောက်ကွယ်သွားတဲ့ဂျက်ရဲ့ကြောပြင်ကိုကြည့်ရင်လူစီကတခြားတစ်ဖက်ကိုလှည့်ထွက်လာခဲ့တယ်။တောင်ပေါ်ကိုတက်လာပြီးအတော်မေရီရဲ့ခြံထဲကပလက်ကလထိုင်ပေါ်မှာလှဲလျောင်းနေလိုက်တယ်။အဲ့ဒီအချိန်မှာပဲအတော်မေရီကကစုံဖုတ်ကန်ရင်အိမ်ထဲကထွက်လာပြီးလူစီကိုမြင်တော့အံ့ဩသွားတယ်။ညီအင်ဂျင်နီယာဂျက်နဲ့လက်မှတ်သွားထိုးရမှာမဟုတ်ဘူးလားဒီမှာဘာလုပ်နေတာလဲ။လူစီပြုံးလိုက်ပြီးနှုတ်ဆက်ကကစုံဖုတ်ကိုယူပြီးတကိုက်ကိုက်စားလိုက်တယ်။သမီးအိမ်မက်ဆိုးမက်လို့စိတ်ထဲတိတ်မကောင်းဖြစ်နေတာနဲ့ဒါကိုကြားတော့အတော်မေရီကသူ့မလက်ကိုပုတ်ပြီးဒါကအိမ်မက်တက်ပါပဲကွယ်အရေးကြီးတာကလက်ရှိနေထိုင်နေတဲ့ဘဝပဲအင်ဂျင်နီယာဂျက်နဲ့လက်ထပ်ပြီးရင်ကောင်းတဲ့နေ့ရက်တွေလာတော့မှာပဲဟာအိမ်မက်ဆိုးကိုဘာလို့ကြောက်နေရမှာလဲလို့ပြောရှာတယ်။လူစီခဏလောက်ငြိမ်သက်သွားပေမဲ့ဘာမှမပြောပဲပြုံးပြီးခေါင်းကြီးပြလိုက်တယ်။အတော်ပြောတာမှန်ပါတယ်သမီးဒီမှာခဏလောက်ထိုင်ပြီးရင်သွားပါမယ်။အတော်မေရီကောင်းကြီးပြပြီးလူစီစပင်ကိုတက်ပေးကအလုပ်ဆက်လုပ်ဖို့အိမ်ထဲပြန်ဝင်သွားတယ်လူစီကလထိုင်မှာမှီရင်ကောင်းကင်ကိုမောကြည့်လိုက်တယ်ဒီဘဝမှာတော့ဂျက်နဲ့လက်ထပ်ဖို့ဆိုတာဘယ်တော့မှဖြစ်လာတော့မှာမဟုတ်ပါဘူးအရှင်ဘဝကမြင်ကွင်းတွေသူ့မခေါင်းထဲကိုတဖြည်းဖြည်းဝင်ရောက်လာတယ်လက်ထက်စာချုပ်ချုပ်ပြီးတရားရုံးကနေအထွက်လန်းဆောင်မှာမိန်းကလေးတယောက်ဂျက်ကိုဝင်တိုက်မိခဲ့တယ်သူ့မနာမည်ကအန်နာဝေးလန်နဲ့တောင်ပေါ်ရွာလေးမှာနေပြီးမိဘတွေကငငယ်ကလေးကဆုံးပါသွားခဲ့လို့တကောင်ချက်ဖြစ်နေရှာတယ်ဂျက်ကိုဝင်တိုက်မိချိန်မှာသူမကပြပြတလဲတောင်းပန်ခဲ့တယ်အန်နာမျက်နှာမောကြည့်လိုက်တဲ့အချိန်မှာပဲဂျက်ရဲ့မျက်နှာအမူအရာကိုလူစီမြင်လိုက်ရတယ်။အဲ့ဒီတုန်းကတော့ဝင်တိုက်မိလို့နာသွားလို့မြင်သက်သွားတာလို့ပဲသူမထင်ခဲ့မိတာအိမ်ပြန်လန်းမှာဂျက်နှုတ်စိတ်နေတာကိုလည်းတခြားမိန်းကလေးတယောက်နဲ့တိတ်လျော်တဲ့အကွာအဝေးမှာနေတတ်လို့ပဲလို့ထင်ခဲ့တာတေကာနီးအချိန်ရောက်မှဂျက်ကအန်နာကိုမြင်ချင်းချစ်မိသွားခဲ့တယ်ဆိုတာသူမလုံးဝမထင်မှတ်ထားခဲ့ဘူး။သူနှုတ်စိတ်နေတာကအကွာအဝေးတစ်ခုထားခြင်းလို့မဟုတ်ပဲသူမနဲ့လက်ထက်စာချုပ်ချုပ်လိုက်မိတာကိုနောင်တရနေခဲ့တာပါ။အဲ့ဒီနေ့ပြီးနောက်ဂျက်ကသူမအပေါ်အေးဆက်လာခဲ့ပြီးရွာဘက်ကိုတယောက်တည်းငေးကြည့်နေတတ်တယ်လူစီမေးပေမဲ့သူကအမြဲရှောင်ဖယ်ခဲ့တယ်သူစဉ်းစားလို့ရပြီးသူမကိုပြောပြချင်လာမဲ့အချိန်ထိစောင့်မယ်လို့လူစီထင်ခဲ့မိတယ်ဒါပေမဲ့ရွာက project ပြီးသွားတဲ့အခါသူတို့နှစ်ယောက်တခြားစီခွဲကြပြီးနေခဲ့ရတယ်ဒါဟာခိတ္တခဏပဲလို့ထင်ခဲ့ပေမဲ့နောက်ပိုင်းတာဝန်ကျတဲ့နေရာတိုင်းမှာသူတို့ဝေးကွာနေခဲ့ရတယ်သူမမေးကြည့်တဲ့အခါဂျက်ကအထက်ကအမိန့်ကိုနာခံရတာပဲလို့ခက်ပြက်ပြက်ပြောခဲ့တယ်တနေ့မှာမြို့တော်ကိုအလုပ်ကိစ္စနဲ့ပြန်လာတော့လုပ်ဖို့ကိုင်ဘက်တွေစကားပြောနေတာကိုကြားလိုက်ရမှအဲ့ဒီလိုခွဲနေရတာတွေအကုန်လုံးကဂျက်ကိုတိုင်းတောင်းဆိုခဲ့တာမှန်သိလိုက်ရတယ်အဲ့ဒီကိစ္စနဲ့သူတို့အရန်ဖြစ်ခဲ့ကြတယ်နောက်တော့သူကဖတ်ပြီးတောင်းပန်ခဲ့ပေမဲ့အကြောင်းရင်းကိုတော့ဘယ်တော့မှမပြောခဲ့ဘူးမိုးလင်းတော့သူထွက်သွားတယ်အိမ်အောင်ရေးကွဲပြီလို့လူစီထင်ခဲ့ပေမဲ့ရုတ်တရက်ကိုဝင်ရှိနေမှန်းသိလိုက်ရတယ်သတင်းကြားပြီးနောက်ဂျက်တယောက်ပြောင်းလဲသွားခဲ့တယ်ဟင်းချက်တင်ပြီးသူမပိုက်လေးကိုနားကက်ကကလေးလှုပ်တာကိုနားထောင်တက်လာတယ်ညတိုင်းသူမနဲ့အတူလမ်းလျှောက်ထွက်တက်လာတယ်ဂျက်သူမစီတကယ်ပြန်လာပြီလို့ထင်ခဲ့ပေမဲ့တမနဲ့နိုးလာချိန်မှာတော့ဂျက်ဟာဘာပစ္စည်းမှမချန်ထားခဲ့ပဲပျောက်ကွယ်သွားခဲ့ပါပြီလူစီလူအများကြီးကိုလိုက်မေးခဲ့ပေမဲ့ဘယ်သူမှသူမသိကြဘူးကိုဝင်ကိုတယောက်တည်းသွားပြကလေးကိုတယောက်တည်းပြုစုပြောထောင်ရင်းမိသားစုကိုသူမတယောက်တည်းရက်တည်ခဲ့တယ်ဂျက်တည်ပြီလို့ပဲထင်ခဲ့တာဒါပေမဲ့ဘဝရဲ့နောက်ဆုံးချိန်ရောက်မှအဲ့ဒီအနှစ်20လုံးဂျက်ဟာအန်နာနဲ့အတူရှိနေခဲ့မှန်းသိလိုက်ရတယ်သူတို့သားတယောက်မွေးစားပြီးချစ်ချင်းမြတ်တာတွေအပြည့်ပေးခဲ့ကြတယ်ဒါပေမဲ့အန်နာကသူမထက်စောပြီးတိတ်ဆုံးသွားခဲ့တယ်လူစီကဂျက်ရဲ့ဇနီးဖြစ်မနေခဲ့ရလို့ဝမ်းနဲ့နောင်တရနေချိန်မှာဂျက်ကသူမကိုတောင်းပန်ပေမဲ့တစ်ဖက်မှာလည်းနာကြီးနေခဲ့တယ်သူသားဇနီးနဲ့သားကိုပြစ်မထားပဲမိဘတွေကိုမျက်ကွယ်မပြုပဲသူမကိုကွာရှင်းပြီးအန်နာကိုဘဝတစ်ခုပေးခဲ့လို့ရနေတာပဲသူမကိုနာကြီးပိုင်ခွင့်သူဘယ်မှာရှိလို့လဲဒါပေမဲ့သူမကိုယ်တိုင်ပြုစုပြောထောင်ခဲ့တဲ့တာရင်ကတော့မြစ်တာတွေနဲ့ကြီးပြင်းလာရတဲ့အဲ့ဒီငွေစားသားကိုအားကြတယ်လို့ပြောခဲ့တယ်သူ့ကိုမမေးပဲဒီလောကထဲခေါ်လာခဲ့လို့ဆိုပြီးသူမကိုအပြစ်တင်ခဲ့တယ်အဲ့ဒီအချိန်ကျမှသားဖြစ်သူကသူ့ဖေနဲ့အဆက်အသွယ်ရှိနေတာကြားပြီးဖြစ်ပြီးသူမကိုတစ်ချိန်လုံးဖုံးကွယ်ထားခဲ့မှန်းလူစီသိလိုက်ရတယ်။လူစီမျက်စိမိတ်ပြီးအဲ့ဒီအကြောင်းတွေဆက်မတွေးတော့ဘူးဆုံးဖြတ်လိုက်တယ်။အတော်မေရီကိုနှုတ်ဆက်ပြီးတရားရုံးကိုတိုက်ရိုက်ထွက်လာခဲ့တဲ့စပိန်နဲ့ရောက်သွားချိန်မှာတရားရုံးရှိလှေကားထစ်တွေပေါ်မှာနေဝင်နေပါပြီ။ဂျက်ကမိန်းကလေးတယောက်ကိုကုန်းပြီးထုပေးနေတယ်အဲ့ဒါအန်နာပါပဲ။လူစီစပိန်ကိုရက်ပြီးလမ်းတစ်ဖက်ကနေလှမ်းကြည့်နေလိုက်တယ်။အရင်ဘဝကဒီလိုမျိုးဖြစ်ခဲ့ချိန်မှာသူမကဂျက်နဲ့လက်ထက်စာချုပ်ချုပ်ပြီးနေပါပြီ။အခုတော့ပြင်ပလူတယောက်အနေနဲ့ရက်ကြည့်နေရတော့အရာအလုံးကရေစရာကောင်းတော့အောင်ရှင်းလင်းနေတဲ့ဂျက်ကအန်နာကိုကြည့်ပြီးမျက်စိမခွာနိုင်အောင်ဖြစ်နေတဲ့အကြာကြီးဆောင်ခဲ့ရလို့ဒေါသထွက်နေတာတွေဟာအန်နာမျက်နှာကိုမြင်လိုက်ရချိန်မှာလုံးဝပျောက်ကွယ်သွားပြီးအန်အောမင်တက်မှုတွေနေရာယူသွားတယ်။သူ့လက်ကအန်နာလက်မောင်းကိုကင်ထားပြီးလှုပ်မပေးခြင်းတလို့ဖြစ်နေတယ်။လူစီအရာအလုံးကိုရှင်းရှင်းလင်းလင်းမြင်နေရတယ်။စပိန်ကိုတွန်းပြီးဂျက်စီသွားလိုက်တယ်။ငါရောက်ပြီးနေ့ကိုအကြာကြီးဆောင်ခိုင်းလိုက်မိပြီလား။ဂျက်တောင်တင်းသွားပြီးအန်နာလက်ကိုအမြန်လှုပ်ကာလှည့်ကြည့်လိုက်တယ်။လူစီမင်းရောက်လာပြီပဲ။အန်နာသူမကိုကြည့်တဲ့အကြည့်ကိုလူစီသတိထားမိလိုက်တယ်။အရင်ဘဝကပထမဆုံးတွေ့တုန်းကလိုအပြစ်ကင်းတဲ့အကြည့်မျိုးမဟုတ်တော့ဘူး။ဒီတစ်ခါတော့အန်နာမျက်လုံးထဲမှာမနာလိုမှုနဲ့မုန်းတီးမှုတွေဖြစ်ပြေးသွားတာကိုမြင်လိုက်ရတယ်
လူစီစိတ်ထဲကနေလှောင်ပြုံးလိုက်တဲ့ဒီဘဝမှာကြက်ပါရွေးမလဲဆိုတာသူမသိကျင်နေတယ်သူမနဲ့ပြက်ဆဲပြီးအန်နာကိုရွေးမလားဒါမှမဟုတ်ဟန်ပြအနေနဲ့သူမကိုလက်ထပ်ပြီးအန်နာနဲ့ပဲပျော်ပျော်ရွှင်ရွှင်ကိုပြေးအောင်မလားဒါကိုတွေးပြီးလူစီကစိုးရိမ်ဟန်ဆောင်လိုက်တယ်အချိန်နှောင်းနေပြီးငါတို့အထဲဝင်ပြီးလက်မှတ်သွားထိုးရအောင်ဒီစကားကြတော့ကျဲရဲ့မျက်နှာဖြူလျှော့သွားတယ်အကွက်ကြပဲအန်နာကနာကျင်တန်နဲ့နာလိုက်တာလို့អော်လိုက်တယ်အရင်ဘဝကဒီလိုချိန်မှာသူမတန်ရမရခဲ့ပါဘူးသူမရဲ့တန်ရကလူစီလက်ထက်စာချုပ်ဖို့အထဲဝင်မဲ့အချိန်နဲ့အတီးအကျကိုကိုက်ညီနေတယ်လူစီသူမကိုအေးဆက်ဆက်အကြည့်နဲ့အကဲခတ်နေလိုက်တယ်။ဂျက်ကအနချေချင်းမှုကိုကြည့်ဖို့စောင့်ကြောင်ထိုင်ချလိုက်တယ်။သူ့လှုပ်ရှားမှုတွေကတန်ဖိုးကြီးတဲ့အရာတစ်ခုကိုကင်တွယ်နေတယ်လို့အရန်ကိုညင်တာနေတယ်။လူစီဘေးကနေရက်ကြည့်နေလိုက်တယ်။အရင်ဘဝကဆိုရင်ပြေးသွားပြီးကူညီပေးမိမှာပဲဒီဘဝမှာတော့ဒါကရေးစရာကောင်းတယ်လို့ပဲခံစားရတယ်။ဂျက်ကအန်နာကိုမျိုးစေးကန်းကိုခေါ်သွားပြီးလူစီကအေးအေးဆေးဆေးပဲနောက်ကနေလိုက်သွားတယ်။ဆရာဝန်ကအန်နာချေချင်းမှုကိုစစ်ဆေးကြည့်ပြီးနည်းနည်းစောင့်လိုက်ရင်သူ့အလိုလိုပျောက်သွားနိုင်တဲ့ပုံပဲ့တန်ရာလေးကလွဲလို့ဘာမှမဖြစ်ဘူးလို့ပြောတယ်။အဲ့ဒီစကားကြတော့အန်နာမျက်နှာရဲသွားပေမဲ့ဂျက်ကတော့စိတ်သက်သာရသွားတဲ့ပုံပါပဲ။အပြန်လမ်းမှာတရားရုံးရှိကဖြတ်သွားတော့တကားတွေပိတ်နေပြီးဂျက်ကတွေ့ဝေတဲ့မျက်နှာနဲ့လူစီကတီတီငိမ့်ငိမ့်ပဲကြည့်ရတာပေါ့မင်္ဂလာကိစ္စဆိုတာနေကောင်းရက်တာမှလုပ်ရမှာလေးလို့ဖြေလိုက်တယ်။ဒါပေမဲ့ဒီဘဝမှာတော့သူမသူ့ကိုလက်ထပ်ဖို့နေကောင်းရက်တာဆိုတာဘယ်တော့မှရှိလာတော့မှာမဟုတ်ဘူး။ဒါကိုကြားတော့ကြက်သက်ပြင်းချလိုက်ပြီးကောင်းပြီလေပြန်ရောက်ရင်အတော်မေရီကိုငါပြောပြလိုက်မယ်လို့ဆိုတယ်။အပြန်လမ်းမှာလူစီနဲ့ဂျက်ကစပိန်တစည်းစီလာပြီးအန်နာကတော့တုံဆိုင်မှုမရှိပဲဂျက်ရဲ့စပိန်နောက်ခန်းကိုတက်ထိုင်လိုက်တယ်။ဂျက်ကလူစီကိုအနေခက်တယ်လို့လှမ်းကြည့်ပေမဲ့သူမငင်းခဲ့ဘူး။လူစီကမမြင်ဟန်ဆောင်ပြီးကိုစပိန်ကိုပဲရှေ့ကနေနင်းသွားလိုက်တယ်။သူမနောက်မှာသူတို့နှစ်ယောက်စကားပြောနေတဲ့တွေဂျက်ရဲ့ဖုံးကွယ်ထားလို့မရတဲ့ရေမောတန်တိုးတိုးလေးကိုပါကြားနေရတယ်။သူနောက်ဆုံးရေမောခဲ့တာဘယ်တော့မှလဲဆိုတာတော့လူစီမမှတ်မိတော့ဘူး။အရင်ဘဝကအန်နာနဲ့တွေ့ပြီးနောက်ပိုင်းဂျက်သူမကိုဘယ်တော့မှပြောမပြတော့ဘူးလေတကယ်တော့သူကသူမအတွက်ပြောမပြခဲ့တာပဲဖြစ်မယ်။ရွာထဲကိုဝင်လာတော့ဂျက်ရဲ့ခါးကိုဖတ်ထားတဲ့အန်နာကိုရွာသားတွေမြင်သွားကြတယ်။တချို့ကလူစီကိုအတိတ်ပဲပါလှမ်းကြည့်ကြပြီးတချို့ကတော့သူမရှိမှတင်ချောင်းဟန်ပြီးခေါင်းခါပြကြတယ်။သူတို့ဘာကိုသတိပေးချင်နေလဲဆိုတာသူမသိပါတယ်။ဒါပေမဲ့ဂျက်ဘယ်လိုလူလဲဆိုတာသူမလောက်ဘယ်သူမှပုံမသိနိုင်ပါဘူး။လူစီပြုံးလိုက်ပြီးလေးလံနဲ့ဝင်တော့ဝင်ပိုးကြီးကျသွားသလိုခြေလမ်းတွေပေါ်ပါစွာနဲ့အဆောင်ကိုပြန်လာခဲ့တယ်။မင်္ဂလာဆောင်မဲ့အိမ်ရှိကဖြတ်သွားချိန်မှာလူစီစပိန်ကိုခဏရက်လိုက်တယ်။ဂျက်ကြိုတင်ငှားထားတဲ့အိမ်လေးခြံတကားကမင်္ဂလာအလှဆင်ထားတဲ့အနီရောင်စက်ကူလေးတွေကလေထဲမှာတလွင့်လွင့်ဖြစ်နေတယ်။အရင်ဘဝကတရားရုံးကနေပြန်လာပြီးအဲ့ဒီအလှဆင်ထားတာတွေကိုမြင်ရချိန်မှာသူမရင်ထဲကြည်နူးမှုတွေပြည့်နေနေခဲ့တာ။သူမမသိခဲ့တာကမနေ့ကတော့ဂျက်ဟာဒီမင်္ဂလာအိမ်လေးကိုတကယ်ကိုပျော်ရွှင်စွာနဲ့အလှဆင်ခဲ့တယ်ဆိုတာပါပဲဒါပေမဲ့မင်္ဂလာဦးမြတ်မှာတော့သူတို့နှစ်ယောက်ဟာမမြင်ရတဲ့နေရန်ကြီးတစ်ခုချထားသလိုမင်္ဂလာကုတင်ပေါ်မှာရှင်လေးလှဲနေခဲ့ကြတယ်သူစိတ်လှုပ်ရှားနေတာလို့ပဲသူမထင်ခဲ့မိတယ်အန်နာပေါ်လာတဲ့အချိန်ကလေးကဂျက်ရဲ့နှလုံးသားတစ်ခုလုံးကိုပေးအပ်လိုက်ပြီးဖြစ်ကလူစီအတွက်ခြံထားခဲ့တာကတော့ဝတ္တရားအရာဖြတ်တန်းရတဲ့နေ့ရက်တွေဆိုတာနောက်ပိုင်းမှာသူမနားလည်ခဲ့ရတယ်အဲ့ဒီညဟာနောက်ပိုင်းကြုံတွေ့ရမယ့်ရည်တွက်လို့မရနိုင်တဲ့အထီးကျန်ကြတွေလိုပဲသူမအိတ်မပြောခဲ့ဘူးလူစီအကြည့်လွှဲလိုက်ပြီးစပိန်ကိုရှေ့ဆက်တွန်းသွားလိုက်တဲ့ဒီမင်္ဂလာအိမ်ကသူမအတွက်ဘာအဓိပ္ပာယ်မှမရှိတော့ဘူးအဆောင်ကိုပြန်ရောက်တော့လူစီကအန်ဆွဲထဲကနေမြို့တော်ကိုပြောင်းရွှေ့ဖို့စာအိတ်ကိုပြန်ထုတ်လိုက်တယ်စာအိတ်ပေါ်ကအနီရောင်တစိမ့်တုံးလေးကအသစ်ဆက်ဆက်ပဲရှိသေးတယ်အပြောင်းရွှေ့လို့ခေါ်ပေမဲ့တကယ်တော့ယာတို့တိုးပြီးလာစာတိုးတာပါအရင်ဘဝကတော့ဂျက်နဲ့လက်ထပ်ဖို့အတွက်ဒီခွင့်ရေးကိုသူမဆွန့်လွတ်ခဲ့တယ်ဂျက်ကသူမနဲ့တမင်တက်အကွာဝေးတစ်ခုထားခဲ့တယ်။သူမပဲကလေးကိုတယောက်တည်းပြုစုပြောထောင်ပြီးမိသားစုနှစ်ဖက်စလုံးရဲ့လူကြီးတွေကိုပြုစုဆောင်ရှောက်ခဲ့ရတယ်။အလုံးမှာလည်းနောက်ကျကြံခဲ့ပြီးအဓိကနည်းပညာဌာနကနေဘေးထွက်ဌာနတစ်ခုကိုတဖြည်းဖြည်းရွှေ့ခံခဲ့ရတယ်။တစ်သက်လုံးယာတို့မတိုးခဲ့ဘူး။သူမသားမူလာတန်းရောက်တော့မိဘဆရာအစည်းအဝေးတွေကိုသူမကိုဘယ်တော့မှမလာစေချင်ဘူး။သူမကတာမန်ပဲဝတ်စားပြီးကြည်ကောင်းတဲ့ပုံမရှိဘူးလို့ပြောခဲ့တယ်။တခါတလေသူကစကားမှာပြီးတခြားလူတွေရဲ့အမေတွေကအရန်လာတာပဲမေမေကဘာလို့အနာလိုမဖြစ်ရတာလဲလို့ပြောဘူးတယ်။အဲ့ဒီနာမည်ကိုပြောမိသွားမှအမြန်ပြင်ပြီးတခြားလူတွေလိုကိုဂရုစိုက်ပါလားလို့ပြောင်းပြောခဲ့တယ်။အဲ့ဒီအချိန်ကလေးကသားဖြစ်သူဟာသူတို့နဲ့အဆက်အသွယ်ရှိနေခဲ့ပြီးသူမကိုတစ်သက်လုံးဖုံးကွယ်ထားပေးခဲ့တာပါ။လူစီပြောင်းရွှေ့စာကိုအန်ဆွဲရဲပြန်ထည့်ပြီးတောက်ခတ်လိုက်တယ်။ဒီဘဝမှာတော့သူမဘသူ့ကိုမှစောင့်နေတော့မှာမဟုတ်ဘူး။ညစာစားချိန်ရောက်တော့ထုံးစံအတိုင်းဂျက်ကသူမကိုလာမရှာဘူးလူစီထမင်းကြိုင်ကိုယူပြီးထမင်းစားဆောင်ကိုတယောက်တည်းထွက်လာခဲ့တယ်တကားကိုတွန်းဖွင့်လိုက်တာနဲ့ထောက်တနေရာမှာမျက်နှာချင်းဆိုင်ထိုင်နေတဲ့ဂျက်နဲ့အန်နာကိုချက်ချင်းမြင်လိုက်ရတယ်သူတို့စပွဲပေါ်ကဟင်းခွက်တွေကပုံမှန်ထက်2ဆလောက်ပိုကောင်းနေတယ်အန်နာကပြုံးပြီးဂျက်ရဲ့ပကံထဲကိုဟင်းတွေခတ်ထည့်ပေးနေတယ်လို့ဂျက်ကလည်းသူမအတွက်လုပ်ပေးနေတယ်ဂျက်ဘာတွေပြောလိုက်လဲမသိပေမဲ့အန်နာကပါဇက်ကိုအုပ်ပြီးရေမောရင်သူ့စီကိုကိုကိုင်းညွတ်သွားတယ်လူစီလျှောက်သွားတော့ဂျက်တစ်ချက်မင်းသက်သွားပြီးအမြန်မတက်ရက်လိုက်တယ်လူစီမင်းရောက်လာပြီကိုအန်နာကအခုမှပြန်ရောက်တာဆိုတော့သူ့အိမ်မှာစားစရာမရှိဘူးလေဒါနဲ့ငါသူ့ကိုဒီမှာအရင်လာကြွေးလိုက်တာပြီးမှမင်းစီစားစရာယူလာပေးမလို့ပဲမင်းဒီလောက်စောစောလာမယ်မထင်ထားဘူးလူစီထမင်းစားဆောင်တဝိုက်ကိုဝေးကြည့်လိုက်တယ်ဟုတ်ပါတယ်လူတော်တော်များများစားပြီးသွားကြပြီဖြစ်ပြီးကြံနေတဲ့ဟင်းမန်းတွေကလည်းပြောင်းတလောက်နီးပါးဖြစ်နေပြီးအရင်ဘဝကလက်မှတ်ထိုးခဲ့တဲ့ညကိုသူမတတိယသွားတယ်ဂျက်ကထမင်းစားဆောင်မှာသွားဝယ်မယ်ဆိုပြီးထွက်သွားတာအကြာကြီးနေမှပြန်ရောက်လာတယ်ပြန်ရောက်လာတော့သူ့လက်ထဲမှာဘာမှမပါဘူးထမင်းစားဆောင်မှာစားစရာကုန်သွားပြီးဒီညတော့ဒီအတိုင်းပဲအိတ်လိုက်တော့တဲ့
ဒီတော့အရင်ဘဝကအဲ့ဒီညမှာဂျက်ကထမင်းစားဆောင်မှာအန်နာနဲ့အတူစားတောက်နေခဲ့တာပေါ့သူကအဲ့ဒီလောက်စောစောကလေးကအန်နာကိုဂရုစိုက်နေခဲ့တာပဲလူစီပိုက်စာနေရတဲ့အချိန်မှာသူတို့နှစ်ယောက်ကတော့ပျော်ပျော်ရွှင်ရွှင်စားတောက်နေခဲ့ကြတာလူစီဘာမှမပြောဘဲဂျက်ကိုကြော်သွားပြီးကြံနေတဲ့ဟင်းကြံလေးတွေကိုသူမရဲ့ထမင်းကြိုင်ထဲချစ်ထည့်လိုက်တယ်အဖုံးကိုပိတ်ပြီးအဆောင်ကိုပြန်လာခဲ့တယ်ထမင်းစားနေတော့တဝက်လောက်အရောက်မှာအဆောင်တကားခောက်တန်ကြားလိုက်ရတယ်တကားဖွင့်ကြည့်တော့အန်နာကိုနောက်မှထားပြီးရက်နေတဲ့ဂျက်ကိုမြင်လိုက်ရတယ်ဂျက်ရဲ့မျက်နှာကရှုပ်ထွေးနေပြီးချောင်းတစ်ချက်ဟန်လိုက်တယ်ငါမင်းကိုပြောစရာတခုရှိလို့သူ့ဘေးကအန်နာကိုတစ်ချက်ကြည့်လိုက်တဲ့အချိန်မှာသူ့မျက်လုံးထဲကကျင်နာရွရွမှုတွေကရှင်ကြလာမတက်ပါပဲသူစကားပြောလိုက်တဲ့လေတံမှာလည်းပိုပြီးခိုင်မာပြတ်သားမှုတွေပါဝင်နေတယ်လူစီအန်နာကမြို့ကနေအခုမှပြန်ရောက်တာအိမ်မာကသူတယောက်တည်းရဲ့ပြီးတော့အဲ့ဒီအိမ်မှာလူမနေတာကြပြီဆိုတော့ရှင်းလင်းရအောင်မယ်ငါတို့လည်းလက်မှတ်မထိုးရသေးဘူးဆိုတော့လေငါတွေးမိတာကအန်နာကိုငါတို့ရဲ့မင်္ဂလာအိမ်မှာရက်နှင်းငယ်လောက်ပေးနေလိုက်ရင်ကောင်းမလားလို့ဒါကိုကြားတော့လူစီကအန်နာကိုတစ်ချက်ကြည့်လိုက်တယ်အန်နာကချက်ချင်းပဲကြောက်လန့်နေတဲ့ယုံလေးတစ်ကောင်လိုမျက်လွှာချပြီးကျက်ရဲ့နောက်ကိုဝင်ပုံရင်းသူမရဲ့အင်ဂျီစာကိုလိန်ဆွဲနေတယ်ဒါပေမဲ့လူစီသတိထားမိလိုက်တာကအန်နာကသူမရဲ့တုံ့ပြန်မှုကိုခိုးကြည့်နေတယ်ဆိုတာပါပဲဒီဘဝမှာတော့အန်နာရဲ့လှုပ်ရှားမှုတိုင်းဟာတေချာတွက်ချက်ထားတဲ့အရာတွေကြီးပါပဲ